ဖေချောက်လေးက9000တန်ဖေချောက်လေးက350တန်နဲ့တည်ခြင်းဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါခုဒီနေ့မျှဝေပေးခြင်းတဲ့ຢာလေးကတော့9000တန်ကြောက်ရဲ့9သိန်းတန်ကြောက်ရဲ့350တန်ကြောက်ရဲ့ကွာခြားမှုလေးတွေကိုမျှဝေပေးခြင်းတာပဲဖြစ်ပါတယ်ကြောက်ကလေးတွေကိုတေချာကြည့်ပေးပါကျွန်တော်ကွာခြားမှုလေးကိုကျွန်တော်ပြောပြပေးပါမယ်ဒီကြောင်လေးကဘာလို့9000ဖြစ်ရတာလဲဆိုရင်တေချာကြည့်ကြည့်ပါကျွန်တော်ဒီမှာနာလေးတွေပါပါတယ်ကာလာရဲ့ base color အနေနဲ့ကတော့ကျွန်တော်တို့ဖြူဖြစ်ပါတယ်အဖြူဆိုတိုင်းဈေးကွက်မကောင်းလို့ပြောတာတော့မဟုတ်ပါဘူးเนาะဈေးမရဘူးလို့ပြောတာတော့မဟုတ်ဘူးကျွန်တော်ဒီဖြူမှကြောက်သားအဖြူဖြစ်တဲ့ပြင်သားလဲအဲ့လောက်ထိမရလို့ပါအဲဒါဆိုကျွန်တော်ဒါအမြင်းလေးတွေနာလေးကတ်ပါတယ်နာလေးကတ်ပါတယ်ဒီသူ့ရဲ့ပြစ်ချက်လေးတွေဟိုခြုံပြီးတော့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ဒီလိုပြစ်ချက်လေးတွေနဲ့ဒီလို base color လေးတွေကြောင့်ဒီလိုကြောက်သားလေးတွေကြောင့်ကျွန်တော်ဒီကြောက်လေးကို9000လို့ကျွန်တော်တတ်မှတ်ရခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့9သိန်းတန်ကြောက်လေးရောကျွန်တော်ဒါတော့ပြင်မာတော့ကျွန်တော်တိုက်မကြည့်ရသေးဘူးပဲဈေးကွက်လည်းမကောင်းတာလေကျွန်တော်တို့ပြင်နေကျွန်တော်ဈေးကွက်ထိုးမကြည့်ရသေးဘူးဒါပေမဲ့ကျွန်တော်တို့မြင်ရဆိုရင်ဒါ9000 5သိန်း6သိန်း9သိန်းပေါ့အလုံးစုံရတာ10သိန်း9သိန်းအဲ့လောက်ပါပဲဒီကြောက်ရဲ့ဒါဆိုရင်ဒါကြောက်သားအနေနဲ့ဒီကောင်လေးရှင်ချင်းကြတော့ဒီကောင်လေးကတော်တော်ကိုကြောက်သားကြည်လင်သွားပြီလို့ဆိုရမှာနော်နှစ်ခုရှင်ချင်းသိတာပါတယ်နောက်တစ်ခုကဒီကောင်ကဘာလို့ဈေးပူရလဲလို့မေးရရင်ဒီကောင်ကြောက်သားပူပြီးတော့မြင်းနေပြင်ကာလာလဲဒီကောင်ရဲ့အောက်မှာမျိုးပဲလေးတွေပါရဗျဟုတ်မျိုးပဲလေးတွေပါရဗျဒီအသားဒီကာလာနဲ့ဆိုရင်ကျွန်တော်တို့ဒီလိုကြောင်မျိုးကိုကျွန်တော်တို့ကနာမည်ပြောတယ်ကျွန်တော်တို့ခြားထဲမှာပြောနေတာ gradient color ပေါ့ဗျာအစိမ်းကနေအပေါ်လုံးဝအဖြူတက်သွားခြင်းမှာဒီလိုနေရာလေးတွေတော့ဒါအဓိကဗျဘာလို့တော့ color မတူတဲ့နှစ်ခုခြားထဲမှာဆက်ရတဲ့အဆက်ကဒီလိုနေရာလေးတွေရမ်းကြီးပါပါတယ်တော်တော်စင်တက်မှဖြစ်မဲ့ကြောက်ကလာစံနီးလေးပါဒီလိုကြောက်သားဒီလို color နဲ့ဒီလို qualityမှာဒါကျွန်တော်တို့ဒါ9သိန်းအထက်ကျွန်တော်တို့မှန်းလို့ရတဲ့ကြောက်လေးပါကဲနောက်ဆုံးတစ်ခုကတော့ဒီ350ကြောက်လေးဗျာဘာလို့350တန်လဲဆိုတော့ထွေထူးတော့ပြောကြတာရှိမယ်ဆိုတော့ကျွန်တော်တော့ထင်ပါဘူးသူ့ရဲ့အရေးကာလာသူ့ရဲ့အသားတန်းသူ့ရဲ့ပန်းသွားတဲ့ကာလာအလုံးကဖက်ကနေပြောကြမလို့အောင်တင့်တယ်လုံးနေပါတယ်သူ့ရဲ့အရေးကာလာအားလုံးကိုပြန်ရှင်းပြပေးပါမယ်9000တန်9သိန်းနဲ့350တန်ဒါဆိုမိတ်ဆွေတို့လည်းတော်တော်သဘောတူရသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နော်